Hello အခုဆိုရင် Europe ကိုကျောင်းသားတော်တော်များများကလာဖို့ပြင်ဆင်နေကြပြီပေါ့နော်တချို့ဆိုကျောင်းလက်ခံစာရပြီတချို့က visa ရအောင်ရှောက်ပြီးနေကြပြီဆိုတဲ့အခါကျတော့ arrival package နဲ့ပတ်သက်ပြီးလာမေးကြတာလေးရှိရပေါ့နော်အဲ့ဒါလေးကိုတစ်ချက်ရှင်းပြချင်လို့ပါ arrival package ကိုရင်မို့3မျိုးခွဲထားရပေါ့နော်ပထမတစ်ခုကတော့ရင်မို့တို့ဒီကျောင်းသားရဲ့ဒီကိုမရောက်လာခင်အိမ်ကြိုရှာရပေါ့နော်အိမ်ကြိုရှာရတဲ့အတွက်ကြောင့်မလို့အိမ်နဲ့ပတ်သက်ပြီးစာရွက်စာတမ်းအကုန်လုံးမှန်စစ်ဆေးပေးရအပြင်မှာသွားကြည့်ပေးတယ်ပေါ့နော်ဒီမှာသွားကြည့်ပေးရ application ကနေရှာပေးတယ်ပြီးတော့ကိုကကြိုက်တာတွေ့ပြီဆိုလို့ရှိရင်ငွေချေပေးရတယ်စာချုပ်တွေလုပ်ပေးရတယ်ပေါ့နော်ဒါကကျောင်းသားအတွက်ပေါ့နော်ဒါပထမအဆင့်ဒုတိယအဆင့်ကကြတော့ကျောင်းသားကဒီ Europe ကိုခြေချပြီဆိုတာနဲ့ကျောင်းသားရောက်မယ်airportမှာသွားချုပ်ပေးမယ်ပေါ့နော်သွားချုပ်ပေးမယ်ကျောင်းမို့ပြီးလို့ရှိရင်ကျောင်းသားနေမယ့်နေရာတွေကိုလိုက်ပို့ပေးတယ်ပြီးတော့အခြေခံဒီ Europe မှာနေထိုင်မှုအတွက်အခြေခံလိုအပ်ချက်တွေဖြစ်တဲ့bus ကတို့ဖုန်းကဝယ်တာတို့တခြားသောလိုအပ်တာတည်တင်တာတွေကိုပေါ့နော် sharing လုပ်ပေးမယ်ဒါတော့ဒုတိယတစ်ဆင့်ပေါ့နော်နောက်ဆုံးတစ်ခုကကြတော့ကိုကဒီမှာ Europe ကိုရောက်ပြီဆိုလို့ရှိရင်ဒီထပ်ပြီးတော့နေဖို့အတွက်ကိုပေါ့နော်ဒီလိုအခြေခံစာရွက်စာတမ်းတွေလို့အခြေခံမဟုတ်ဘူး sorry ဆက်ပြီးတော့လုပ်ရမယ်စာရွက်စာတမ်းတွေရှိရပေါ့နော်အဲ့စာရွက်စာတမ်းတွေတော့ကိုကဘာသာကားခက်ခဲလေးရှိတယ်ကျောင်းလည်းတက်ရမှာမလို့အလုပ်ရှုပ်လို့မလုပ်နိုင်ဘူးကိုယ်ကမလုပ်ချင်ဘူးဆိုလို့ရှိရင်ဒီသက်ဆိုင်ရာနိုင်ငံအလိုက်အရှိနေနေမို့ချိတ်ထားရှိပါတယ်အဲ့အတွက်ကြောင့်မို့လို့အဲ့ဒါလေးကိုလည်းစိတ်ဝင်စားတယ်ဆိုလို့ရှိရင်အဲ့ service တွေပေးတယ်ပေါ့နော်အဲ့တော့အခုလောလောဆယ်ရမိုးကဒီ Europe နဲ့ပတ်သက်ပြီးတော့ Spain, Italy, Germany, Czech Republic, Austria Ireland ပေါ့နော် Ireland လောလောဆယ်ဒီနိုင်ငံတွေနဲ့ပတ်သက်ပြီးတော့ arrival service ကိုပေးပါတယ်အသေးစိတ် detail ကတော့သိချင်တာရှိမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီ price နဲ့ပတ်သက်ပြီးတော့ဒီ service နဲ့ပတ်သက်ပြီးတော့အသေးစိတ်သိချင်တာရှိမယ်ဆိုလို့ရှိရင်ဒီ Fiverr နံပါတ်မှာမေးလို့ရပါရှင်ကျေးဇူးတင်ပါတယ်